Rasper Beats. ညညဆိုတွေ့ကြောင်းငါမတယောက်တည်း psycho 40တစီချင်းလောကထဲကျွန်တော်နေရတာပြောတော့ဘူးလေမေကုန်းသာရှိခဲ့ပြီးဖြစ်မရှိခဲ့တဲ့ငါစိတ်တွေဘလို့ချင်မှဟန်ဆောင်ခြင်းတွေဒါကြောင့်တော့တော်ပြရစီချစ်လျာသည့်တန်တရားခီးမှာဒုက္ခဟာစီးချိုနေတယ်ရင်ဆိုင်မှုတတိအားနဲ့ငါနာမှာဘသူများရှိမလဲလောကရဲ့ဝဲကရတဲ့ခဏတာငါရောက်ခဲ့အောက်ဆုံးကိုဆွဲခေါ်ကြမယ်ဒူတွေကတော်များတယ်ဖြစ်ပြီးပြကြမှာဒါဟာလောကရဲ့ထုံးစံပါစัจကျင်လို့ရရင်သာချစ်တဲ့သူနဲ့မခွဲခြင်းငါထွက်သွားသူလည်းပြင်းမြင်ပါကြံခဲ့သူလည်းကြမ်းမှာပါကြားခင်ငါလည်းလာခဲ့မှာအဲ့အနေရလေးမှာစောင့်နေကြကိုယ်စိတ်ကပြန်တန်းနေ၍ချစ်ဆက်ဖို့လမ်းစာကမတွေ့တဲ့ဘုံသူလူသားတွေရှေ့မှာစစ်မှန်ပြီးချပြခဲ့သည်တွေးလို့တို့တယောက်ရဲ့စိတ်ဓာတ်တွေပြိုလဲတော့နေဒီလူဟာမတည့်ရတဲ့ဒီမင်းရဲ့တကားဝရှိ Rasper Beats. ကျွန်တော်ဟာတားမိုက်ပါမိဘဘုတစ်ခါမှကြည်သူမသိတဲ့တောင်းမှန်နဲ့ဆိုတဲ့စကားပဲပြောတတ်တဲ့ငါကိုသိရှက်မခဲ့တာကောင်းဆုံးအိမ်မက်ရခဲ့တာငါအတွက်ဖိတ်လက်ရှင်တဲ့တော့မငါရဲ့စိတ်အတွက်နှုတ်ဆက်ခဲ့အားလုံးကိုလက်တကယ်ဆိုချစ်ရသူရေးပြစ်ခဲ့တာငါရဲ့ပြစ်တွေဒုက္ခတွေမြဲပဲပေးနေတဲ့ငါကိုတော့ခွင့်လို့ပါချစ်ရင်မိမရတဲ့ပြောစရာနေတွေကိုဘယ်လိုငါမေးရမှာလဲတွေးမိတိုင်းနေပါကြတယ်မင်းဘဝလေးပျော်ရွှင်ရမယ်ချစ်ရတဲ့တကယ်ချင်းပေါင်းတင်မိဘနဲ့ချစ်ရသူရေးဒီကောင်းရင်မရှိရဲ့နောက်ပိုင်းမှာရအားလုံးစင်ပြေအောင်နေထားကြရမှာစင်တော့ငါပြေရင်ဘက်ကတစ်ချက်အောင်နေမင်းတို့ငါကိုလွမ်းတဲ့ခါတိုင်းမှာမတရားတွေတီးရနေပြီအချိန်ဟာကြာရောက်လို့ငါဟာသွားဖို့တကယ်နေလာပြီဒီမရှိမှထူထော်ပြီးရအားလုံးကိုငါဆွမ်းရမည်နောက်ဆုံးတော့ပြောခဲ့ငါချစ်ခဲ့တာစေတွေကြီးဘာပဲဖြစ်ဖြစ်ငါကြောဒီဘွားကနေနှုတ်ဆက်ပြီး